တင်ဆက်ပေးမယ့်သတင်းကတော့ရှူပေါ်ဆန်းပါဝင်ဆန်များကိုအိမ်ရောက်ပို့စနစ်နဲ့စတင်ရောင်းချလိုက်မယ့်သတင်းပဲဖြစ်ပါတယ်။ဆန်စင်းနှုန်းများတည်ငြိမ်မကန်စေရဲ့အတွက်ရှူပေါ်ဆန်းပါဝင်ဆန်တွေကိုစားသုံးသူများထံကိုအိမ်ရောက်ပို့စနစ် home delivery နဲ့နိုဝင်ဘာ29ရက်မှာစတင်ပြီးတော့ပို့ဆောင်ရောင်းချနေရလို့မြန်မာနိုင်ငံဆန်စပါးတင်ချုပ်ကထုတ်ပြန်ထားပါတယ်။ရောင်းချမယ့်ဆန်တွေကရှူပေါ်ဆန်း3,800ကျပ်ဆန်ဟောင်းအေယာဝတီပေါ်ဆန်းကြားပြ3,500ကျပ်ဆန်ဟောင်းအေယာဝတီပေါ်ဆန်းကြားပြ3,300ကျပ်ဆန်တဲ့အမတ်ဒါ15မှတ်5,000ကျပ်တို့ဖြစ်ပါတယ်။စားသုံးသူတွေအနေနဲ့မြန်မာနိုင်ငံဆန်စပါးတင်ချုပ်ရဲ့ဖုန်းနံပါတ်ကိုရုံးချင်းအတွင်းဆက်သွယ်ပြီးတော့မှာယူလိုတဲ့ဆန်မျိုးစားနေရလိပ်စာဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကိုတိကျစွာနဲ့ SMS or Viber message မှာပေးယူပို့မှာရမှာဖြစ်တယ်လို့သိရပါတယ်။ငွေပွေးတင်တွေကစတင်ပြီးတော့ရုံးဖွင့်ရက်3ရက်အတွင်းလိပ်စာဖော်ပြပါအတိုင်းဆန်တွေကို delivery ခမယ်နဲ့အရောက်ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်းပို့ဆောင်မယ့်နေရာနဲ့အရှင်ကိုကျေးဇူးဆက်သွယ်ပေးကြမှာဖြစ်တယ်လို့သိရပါတယ်။အထက်မြင့်ကိုပို့ရရင်လည်းထိုက်သိမ်းနဲ့ဝန်ဆောင်ကထပ်မံပေးရမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ဒီလိုတော့မြတ်တူကပေးပို့လာပါ